စိတ်ညစ်ပါတော့ကွာရှင်ကိုကျမအတန်တန်ပြောပါတယ်ဒီလောက်မူးယူနေအောင်တောက်စားမှာတော့ဘုံမဆိုင်ကပြတ်ပြီပေါ့ကဲပြောတော့ဗမဲရင်ငါအိမ်မှာအဲ့ဒါကြံနေကြရတယ်ပြောမင်းလည်းငါအဲ့လိုမိမကိစ္စတွေမစွတ်စွတ်သမှာနဲ့ငါမတော့တာကြောင့်လို့အမိုးလို့ဖြစ်သွားတာပါငါတောင်းမှမှာနော်တောင်းမနာနောက်လေဖုန်းနဲ့မဆိုင်ကအလောက်ရင်မကြည့်ဘူးဖုန်းကအရေးကြီးရလေဘယ်လိုလုပ်မလဲဟမ်အကိစ္စဒီကျမလိုက်လုပ်ပေးရမလားပြောအဲ့လိုလည်းမဟုတ်လေကွာမတူတော့ရှားမှာဗောညညလည်းရှားတာပဲလေကွာမင်းကလည်းဟုတ်ဒါအခုပတ်ဆိုင်နဲ့ဖုံးမလားဟုတ်တယ်ဟန်ကြီးအချစ်သူပဲကွာအခုပတ်ဆိုင်နဲ့ဖုန်းအဲ့ဒီဘယ်ရှားလို့ရဒီနေ့ကအကိုညာကြီးမုတ်ချုပ်ပြန်လာတော့အခုရဲ့ကားဘေးမှာအဲ့ပတ်ဆိုင်နဲ့ဖုံးကြကြိုင်ခဲ့တာကျွန်တော်အခုခံကိုလိုက်ပေးသေးတယ်မတွေ့လို့ကျွန်တော်တိမ့်ထားပြီးတော့အခုမနေ့စောင့်ပြီးတော့မှအခုလာပေးတာကိုချစ်သူတင်တာငါညီရဲ့အခုပတ်ဆိုင်နဲ့ဖုန်းလည်းငါစိုးမိတင်တာဒီလေးစားပါတော့ကွာငါညီရပါတယ်ကိုရဲ့ဒါကျွန်တော်တို့လုပ်ပေးရမယ်တာဝန်နဲ့ဝတ္တရားပါအဲ့တော့ဟုတ်တာပေါ့ကွာငါညီတို့လေအချင်းဆိုင်တာကောင်းတဲ့လုံခြုံရေးတွေရှိလို့အခုတို့အိမ်ရလေအချက်သားရနေတာအညီလုံးဝမထင်ပါနဲ့နော်တပည့်ဘူးယူသွားပါဦးမလုပ်ပါနဲ့ကိုရဲ့မယူပြရစေနဲ့ကျွန်တော်အကိုကိုကူညီတယ်ဆိုတာလေစေတနာတန်းတန်းနဲ့ကူညီတာပါဘာမျောလင်းကြမှာမပါပါလေးစားပါငါညီရဲ့ကျွန်တော်သွားခွင့်ပြုပါဦးကျေးဇူးတော်ညီနော်ဟုတ်ကဲ့ပါကောရှင်နော်တော်သေးရပေါ့လူကောင်းနဲ့တွေ့လို့တော့ပေါ့ဒီမှာပါအေးပါတို့အေးပစ္စည်းတွေစစ်ကြည့်ပါဦးတော့ပါငါညီရဲ့မြို့ကယုံကြည်ပါတယ်အဲ့ဒီနေ့ရောက်လေကွာမြို့ကကျေးဇူးတွေကအချင်းချင်းတင်ပြီးတယ်ကွာကဲလေးစားတယ်ရပါတယ်ကိုရဲ့ကျွန်တော်တို့ကဒါတွေကအပန်းမကြည့်ပါဘူးဟောအဲ့ဒါဘယ်လိုခေါ်လဲကျွန်တော်နာမည်တွန်းမောင်ပါကိုဟုတ်ပါဘူးကုမ္ပဏီက Golden Five ပါကိုGolden Five မင်းတို့ Golden Five ကဘောစီတော့ငါတကယ်လေးစားတယ်ကွာမင်းတို့ဝန်ထမ်းတွေကိုလေအချင်းစာရိတ်တောက်တိုက်ခိုက်ရေးပါတေချာထွိန်းနေတာပဲကွာနော်ဟုတ်ပါတယ်ကိုကျွန်တော်တို့ကုမ္ပဏီကကျွန်တော်တို့နှလုံးရည်ရောလက်ရုံးရည်ရောတေချာလေ့ကျင့်ပေးတာပါအဲ့ဒါဆိုရင်တော့အတော်ပဲဒီမတငယ်ချင်းရဲ့ရွှေဆိုင်ရလေလုံချိုရေးလုံနဲ့ကွက်တီပဲဘိုးရန်ဖိုက်နဲ့သူ့ကိုချိန်ပေးရမယ်အပရိုချင်မှာလုံချိုးရှိရလေကွာတော့လုံချိုရေးအဆင်မပြေပါဘူးကိုရဲ့ဘိုးရန်ဖိုက်နဲ့ပဲချိန်ပေးလိုက်တော့မယ်အေးငါလည်းကိုယ်ကတတိရတယ်ကွာအခုအကိုရဲ့ကားရှုံးမှာလေလုံချိုရေးချင်းရင်လို့လေအဲ့ဒါမင်းတို့ကုမ္ပဏီကဖြစ်ပေးစမ်းပါရတာပေါ့ကိုရဲ့ကျွန်တော် Golden Five ကိုသာယုံကြည်လိုလူကြီးမင်းတို့ရဲ့အင်ညာလုံခြုံရေးအတွက်ပဲဖြစ်ဖြစ်စက်ရုံနဲ့ဆိုင်လုပ်ငန်းများအတွက်ယုံကြည်စိတ်ချရတဲ့လုံခြုံရေးလိုအပ်တယ်ဆိုရင်ကျွန်တော်တို့ရဲ့ Golden Five ကုမ္ပဏီနဲ့အမြန်ဆုံးဆက်သွယ်လိုက်ပါ